အဲ့တော့ SketchUp 2025 software ကိုသုံးပြီးတော့ကြောင်းလင်းလေးကားလေးတစ်ခုလောက်ဆွဲကြည့်မယ်နော်အဲ့ဒီမှာ welcome to SketchUp ဆိုတဲ့ dialog box ပေါ်လာတဲ့အခါကျလို့ရှိရင်နော်အဲ့တော့ဒီမှာ template file တွေအများကြီးရှိနော် template file တွေရှိတယ်အဲ့ template file တွေကနေပြီးတော့ unit ပေါ့နော်ကိုသုံးမဲ့ unit inches နဲ့သုံးဆွဲမလား millimeter သုံးဆွဲမလားပေါ့နော်အဲ့တော့ဘာကိုရွေးလိုက်မလဲဆိုလို့ရှိရင်ဒီထဲမှာနော် 2D ကနေ 3D ကိုပြောင်းပြီးတော့ဆွဲတဲ့ပုံစံမျိုးသုံးလို့ရအောင် plan view inches ကိုရွေးလိုက်အဲ့တော့မြင်ကွင်းမှာနော်အရင်ဆုံးပေါ်လာမလို့ဆိုရင်နော် top view ပေါ်လာနော်ခုမြင်ရတဲ့ view က top view ပဲနော်အဲ့တော့ဒီ spiral stair design ဆွဲဖို့ဆိုလို့ရှိရင်နော်အရင်ဆုံး cycle 2ကိုစပြီးတော့ယူသုံးနော် cycle 2မှာ site နော် site ကိုဒီ arc ကလေးတွေကို smooth ဖြစ်အောင်64လောက်ထားလိုက်နော် site ကို64ထားမယ်ထားပြီးတဲ့အခါကျ center point ပေးပြီးတော့ radius ကို4လက်မနဲ့ဆွဲနော်4 inches ပေါ့ပြီးတော့လို့ရှိရင် zoom off ခေါ်လိုက်နော် zoom off ဆိုတာဒီ extend 2ကိုနှိပ်လိုက်ရနော်အဲ့တော့ပြီးတော့လို့ရှိရင်နောက်တစ်ခါသူ center ကနေပဲနောက်နော်3ပေနော်36လက်မ site ကတစ်လုံးထပ်ဆွဲလိုက်နော်အဲ့ပြီးတော့ရင် protractor ဆိုတဲ့ tool ကိုယူနော်ယူမယ်ဒီ center ကနေပြီးတော့နော်ဒီအပေါ်မှာ green exit တိုင်း click ထောက်လိုက်မယ်ထောက်ပြီးတော့ angle မှာ15 degree စောင်းတဲ့ line တစ် line ဆွဲမယ်ထိုနည်းတူပဲဒီဘက်ချမ်းကိုလည်း15 degree စောင်းတဲ့ line တစ် line ဆွဲလိုက်နော်ပြီးတော့လို့ရှိရင် center နေပြီးတော့ line လေးဖြတ်ဆွဲမယ်နော် scale ကိုနှိပ်ပြီးတော့ cancel ထွက်လို့ရတယ် cancel လုပ်ထွက်လို့ရတယ်နော်မလိုအပ်တဲ့ line လေးတွေကိုပြန်ဖြတ်နော်အဲ့တော့ဒီ construction နော် protractor ကနေတော့ဒါက construction line လေးတွေခေါ်ထားတယ်ဒါလေးပြန်ဖြတ်လိုက်နော်မလိုတဲ့ cycle နဲ့အတွင်းရ line လေးတွေဖြတ်လိုက်နော်ဟုတ်လားဆိုရင်ဒါဒီပုံစံလေးပေါ်လာနော်အဲ့တော့ဒါကဘယ်လောက်ရှိမလဲဆိုတော့ဒီအဝန်းက30 degree ရှိနော်30 degree ရှိမယ်စဝိုင်းတစ်ပတ်ဆိုတော့အားလုံးပေါင်း12ချက်ထွက်လာနော်ဒီလိုမျိုးခြေနင်းပြ step က12ခုထွက်လာနော်အဲ့တော့အမြင့်ကတော့နော်ကိုမှ8လက်မအမြင့်ဆိုလို့ရှိရင်လည်းဒါဆို height ကဒါ floor က8ပေ height ရ9လက်မအမြင့်နော် riser ကိုခြေကျော်ကို9လက်မထားလို့ရှိရင်ဒါ12ထစ်ဆိုတော့9ပေအမြင့်ရနော်ဒီလိုမျိုးလေးကိုယ် height နဲ့ riser ကိုပြန်ပြီးတော့ချိန်ပေးလို့ရနော်အခုကတော့ဒါ8ပေ height နော်8ပေ height ကိုစဉ်းစားလိုက်အဲ့ပြီးသွားလို့ရှိရင်ဒါလေးကိုနော် double click နှိပ်ပြီးတော့မလုပ်ထားမလဲဆိုတော့ component ဖွဲ့ထားမယ်မနော် group ဖွဲ့လဲရနော် group ဖွဲ့တဲ့အခါကျလို့ရှိရင်သူက group ဖွဲ့တာကတော့တခြား object တွေနဲ့တွဲမသွားဖွဲ့နော် component ကြတော့ဘာလို့လုပ်လို့ရလဲဆိုတော့နောက်ပိုင်း component object ဖြစ်သွားလို့ရှိရင်နော် component object ကို copy ကူးပြီးတော့ပြင်လိုက်တဲ့အခါကျလို့ရှိရင်သူကနော် component object တွေအားလုံးကိုတခါတည်းပြင်ပြီးသားဖြစ်သွားအဲ့ဒီရွေးချက်နဲ့ဒါသူက component ကိုသုံးလိုက်တာနော် component လုပ်လိုက်ပြီးသွားလို့ရှိရင် center ကနေပြီးတော့ cycle လေးတစ်လုံးပြန်ဆွဲလိုက်မယ်ခုနကလို radius 4ပေါ့နော်အလဲတိုင်းဆွဲဖို့အတွက်
တော့ပြီးသွားရင်ဒီ site ခုနက component လေးကိုဒါတစ်ဖက်လဲ rotate array နဲ့12ခုပို့အောင်နော်အဲ့တော့30 copy ကူမယ်ပြီးရင်အမြောက်17ခုပေါ့နော်အားလုံးပေါင်း12ခုလိုချင်တယ်အခုရွေးထားတဲ့ object ပါဝင်17ခု array ပွားလိုက်နော်အဲ့တော့ဒါကိုပြီးသွားတဲ့ခါကျလို့ရှိရင် 3D ထဲမှာဝင်ပြီးတော့နော်အလဲတိုင်းကိုပေါ်ဘက်ကို17ပေတင်ပေးလိုက်နော်ဒီပုံစံလေးရနော်အဲ့ဒါရပြီးတဲ့ခါကျတော့ဒီဒါလေးကိုပေါ်ဘက်ကိုရှစ်လီခေါ်ပြီးတော့နော်8ပေစီလူ exit တိုင်းပေါ့နော်လူ exit တိုင်း8ပေစီရွှေ့ပြီ sorry 8လက်မလေးရွှေ့ပြီ5လီ40 6လီ48 9လီ56 8လီ649လီ82နော် arrow လေးနဲ့ထိပြီးတော့တင်သွားလို့ရနော်အောက်ဆုံးတစ်ခုကို96လောက်မှအဲ့တော့ပြီးသွားလို့ရှိရင်တော့ဒီအောက်ကတစ်ခုကို copy ကူးလိုက်နော် copy ကူးပြီးတော့ခြေလင်းပြားလေးကိုလည်းပြန် 3D ပုံစံပြောင်းသွားနော်တစ်ပတ်ကလေးနှိပ်ပြီးတော့သူ့ကိုပြင်မယ် push pull နဲ့ပုံ2လက်မလောက်တင်လိုက်နော်နော်ပုံမှန်လဲလိုက်ပြီးတော့ပြောင်းသွားတယ်နော်အခြားဒီဟာတွေ step တွေကိုလိုက်ကြည့်လိုက်လို့ရှိရင်အကုန်ပြောင်းသွားတယ်နော်အဲ့တော့တိုင်ဆွဲဖို့အတွက် line လေးတစ် line ဆွဲလိုက်2လက်မကွာဝင် cycle radius 1နော် push pull နဲ့ပေါ်ဘက်ကို3ပေလောက်တင်လိုက်နောက်ပြီးရင်ဒါလေးကိုတခြားကတ်ချင်ကတ်ပေါ့နော်
နောက်တစ်မျိုးကတ်ကြည့်လိုက်နော်ဒီမှာပြောင်းလိုက်လို့ရှိရင်ဒီမှာပုံမှန်လည်းလိုက်ပြောင်းသွားနော်ဒါလေးကိုပြင်ဖြတ်လိုက်လို့ရတယ်အဲ့ပြီးတော့လို့ရှိရင် cycle 3 point နော်ဒီ center point လေးကိုဖမ်းနော်အဲ့တော့ဖမ်းပြီးတဲ့အခါကျလို့ရှိရင်ကျန်တဲ့ object တွေကိုရွေးပြီးတော့ hide လုပ်လိုက်နော် hide လုပ်လိုက်ပြီးတော့လို့ရှိရင်ဒါလေးကို top view မှာသွားပြီးတော့parallel projection နဲ့ရောက်60 degree နော်မြောင်း5ခုတော့ပြီးတော့ရှင်3D ထဲသွားမယ်နော်သွားပြီးတဲ့အခါကျတော့ရှင်ဒါ move နဲ့ရွှေ့နော်အဲ့တော့ဒါပတ်လန်းလေးပေါ့နော်ဒီတိုင်ရဲ့ထိပ်ကနေတော့ပတ်လန်းလေးတွေပြန်ပြီးတော့ဆက်ပေးလိုက်တယ်ဆက်ပေးပြီးတော့အောက်မှာ radius 1.5 နဲ့ cycle တစ်လုံးဆွဲလိုက်နော်ဆွဲပြီးတဲ့အခါကျတော့ push pull နဲ့ပတ်လန်းတိုင်းကိုsorry follow me နဲ့ follow me 2ကိုသုံးပြီးတော့ပတ်လန်းတိုင်းပြန်တင်ပေးလိုက်နော်နောက် end point မှာပြန် click ချလို့အဆုံးမှတ်နော်ပြီးတော့လို့ရှိရင် edit ထဲကနေပြီးတော့ hide on နဲ့ပြန်ပြီးတော့ခေါ်ထုတ်ပေးလိုက်နော်ဒါဆိုရင်ပုံမှာမြင်ရတဲ့အတိုင်းပဲနော်ဒီပုံစံလေးထွက်လာတွေ့ရနော်အဲ့တော့ဒါ stair spinner stair design ဆိုတဲ့ပုံစံဖြစ်ပါတယ်